တော့မှအရန်ကိုလူပြောများနေတဲ့ဒီ video လေးသုံးပုံနဲ့ပတ်သက်ကျွန်တော်ကြည့်ရှုနေကြတဲ့အတွက် knowledge sharing ကိုရွေးပြီးတော့မှကျွန်တော်ပြန်လည်ပြီးတော့ reaction လုပ်ပြီးတော့မှလည်းဖြစ်ပါတယ်ဒီ video reaction လုပ်ရတဲ့အဓိကအကြောင်းအရာလည်းပြောသင့်ပြောတိုက်တဲ့အကြောင်းအရာတွေရှိနေတဲ့အတွက်ကြောင့်လည်းကျွန်တော်လည်းရွေးချယ်ပြီးတော့မှ video လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းပဲ video လေးတွေကိုကျွန်တော်အရင်ဆုံးဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်ဆိုတော့ကြည့်လိုက်ရအောင်ကျွန်တော်အရင်လမ်းပြောက်သွားတယ်ကျွန်တော်အနာဂတ်တွေမရှိတော့ကျွန်တော်ဘာလုံးရမှမသိတော့လက်ထဲမှာပတ်စံ200ပဲရှိတယ်ဒီပေါ့ကျွန်တော်အရင်တော့အားကိုးတဲ့အရာတွေအများကြီးရှိတာပေါ့ဒါပေမဲ့ကျွန်တော်ဒီလိုတော့မပြောတော့ဒါပေမဲ့အဲ့အရာတွေထဲမှာကျွန်တော်လိုက်ပြီးတော့အကူအညီတောင်းတယ်ဟာကိုလည်းလုံနေတာပဲဒါပေမဲ့ဘာလို့ငါဒီဒုက္ခရောက်တဲ့ချိန်တောင်ငါဘယ်သူမှမကြည့်တာလဲပေါ့အဲ့အချိန်မှာကျွန်တော်ဘယ်သူကယ်မလဲလို့ကျွန်တော်လိုက်ရှာတာပေါ့ဗျာခရစ်တော်ယေရှုဆိုတော့ကျွန်တော်ကြားပဲကြားဘူးတာဒါပေမဲ့ကျွန်တော်မသိဘူးကျွန်တော်တို့ကဒါကြီးကကျွန်တော်တို့ဒီကြီးပြင်းလာတဲ့ community တခုက like brainwash ကျွန်တော်တို့အနေနဲ့ဟိုဒါကြီးက like မကောင်းဘူးတခုလိုမျိုးကျွန်တော်စိတ်ထဲမှာပဲသိတယ်ပေါ့ဗျာအဲ့ဒါပေမဲ့ကျွန်တော်ဒီအထဲကနေကျွန်တော်လုံစော်တယ်ယေရှုကယ်နိုင်တယ်ဟာကိုရောလုံးမခေါ်ပါဘူးယေရှုဖေကကယ်နိုင်တယ်ဆိုကျွန်တော်ပြကျွန်တော်ယုံကြည်မယ်ကျွန်တော်ယုံကြည်မယ်ကျွန်တော်အခုလမ်းပြောင်းနေတယ်ကျွန်တော်ဘယ်သူမှမကယ်တော့ဘူးဒါပေမဲ့ကယ်နိုင်တယ်ဆိုရင်ကျွန်တော်ပြပေးကျွန်တော်ယုံကြည်မယ် Okay ဆိုတော့ဒီ video လေးကတော့ဒီလောက်ပဲကျွန်တော်နောက်ထပ် video လေးထပ်ပြီးတော့ဖွင့်ပြအောင်မယ်ဒီနေ့ကတော့ပြောမှဆို video တွေကိုအရင်ဆုံးဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့စုပေါင်းပြီးတော့မှ reaction လုပ်ပေးမယ်ထပ်ပြီးတော့ကြည့်လိုက်ရအောင်ထုတွေကျွန်တော်အဖြေမပေးခဲ့ဘူးကျွန်တော်ကြိုးကြေမွားနေနှလုံးသားနဲ့သူတို့စီသွားတဲ့အခါမှာကျွန်တော်အဖြေမပေးခဲ့ဘူးကောင်းတာလုံးကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတစ်ယောက်ကို10လောက်ထည့်လိုက်တယ်လူတစ်ယောက်ကို100လောက်လူလိုက်ပေးမယ်ကျွန်တော်တို့ဒီဘက်မှာဆဲတာက1000ဘိုးလောက်ပြန်ဖြစ်နေတယ်ခုနပြောသလို100ဘိုးလူပေးမယ်1000ဘိုးကကျွန်တော်တို့အကုသို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘာသာတရားကကျွန်တော်တို့မကဲနိုင်ဘူးကတော့ပြန်လဲပြီးတော့ကျွန်တော်တို့ဒီ online ပေါ်မှာဖြစ်ပျက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းငယ်ပြပြပေးနေတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့အရင်ဆုံးဒီကိစ္စတွေအစကနဦးပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော် Heyman to 2.0 ဆိုတဲ့အကောင့်ကနေပြီးတော့ကျွန်တော်ပြောတဲ့အရင်တော့ကကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကဗီဒီယိုတွေကိုပြန်တင်တယ်တင်ပြီးတော့သူဖြတ်ညက်ကလုပ်ပြီးတော့မှကျွန်တော်ပုံစံမျိုးနဲ့သူလုပ်ပြီးတော့တင်တယ်ပေါ့နော်တင်တဲ့အခါမှာကျွန်တော်ဒီလိုမျိုးမဖြစ်တဲ့ဟာတွေမျိုးကိစ္စမျိုးတွေအခုမျိုးကျွန်တော်စော်ကားပါတယ်ဆိုပြီးအားလုံးကကျွန်တော်ပြောကြတယ်တကယ်တော့ကျွန်တော်ရည်ရွယ်ချက်တည်းမှာဘယ်သူမှစော်ကားခြင်းမရှိဘူးဘယ်ကျွန်တော်ဘာသာတရားအားလုံးကကောင်းတာဖြစ်တယ်ဘာသာတရားအားလုံးကကျွန်တော်တို့ကိုမကောင်းတာတွေမကောင်းအောင်လုပ်ပါမကောင်းတာတွေလုပ်ပါလို့ဘယ်ဘာသာမှမတွန်းသင်အကုန်လုံးကကောင်းတာတွေလုပ်ဖို့ပဲတွန်းသင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကမကောင်းတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကဒီကောင်းတာတွေကိုလုပ်ရင်ဘာသာတရားတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒုက္ခရောက်တဲ့အခါမှာကျွန်တော်ကောင်းတာလည်းမလုပ်နိုင်ဘူးကျွန်တော်ဒုက္ခမရောက်ခင်တော့လည်းကောင်းတာမလုပ်နိုင်တဲ့သူဖြစ်တယ်အဲ့အချိန်မှာကျွန်တော်ဘာသာတရားတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ပြောတဲ့အတွက်မကောင်းတာလုပ်တဲ့သူကကောင်းတာကိုသွားတောင်းရင်ဘယ်ဖြစ်တော့မလဲနော်အဲ့အချိန်မှာကျွန်တော်ဘဝကိုယေရှုကကယ်တင်ခဲ့တယ်ကျွန်တော်ယေရှုကိုခေါ်တဲ့အခါမှာယေရှုကကျွန်တော်မကောင်းပေမဲ့လည်းသူကကျွန်တော်ကိုကယ်တင်ခဲ့တယ်ယေရှုကအဲ့နေရာမှာကျွန်တော်လာတွေ့ပြီးတော့မှကျွန်တော်ဒုက္ခတွေတည်းကယ်တင်ပေးခဲ့အဲ့ဒီအရာကိုကျွန်တော်ရိုးရှင်းစွာသက်သေခံခဲ့တာဖြစ်တယ်ကျွန်တော်ဘယ်ဘာသာမှလည်းတိုက်ခိုက်ခြင်းမရှိဘူးဘယ်ဘာသာအားတရားအားလုံးကအကောင်းတွေပဲတွန်းတင်တယ်ဘယ်ဘာသာမှမကောင်းတာလုပ်ဖို့မတွန်းတင်ဘူးဒါပေမဲ့မကောင်းတာကကျွန်တော်တို့ဖြစ်တယ်ကျွန်တော်ကိုယ်ကမကောင်းတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့မကောင်းတဲ့သူကိုကျွန်တော်ကနေပြီးတော့မှမကောင်းတဲ့သူတယောက်ကျွန်တော်ကအနေနဲ့ကျွန်တော်ယေရှုကိုကျွန်တော်ကိုကယ်ပါလို့ကျွန်တော်ခေါ်တဲ့အခါမှာယေရှုကကျွန်တော်ကိုကယ်တင်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်လို့အဲ့တော့ဘယ်သူမှလည်းစော်ကားခြင်းမရှိဘူးအကုန်လုံးကိုလည်းကျွန်တော်ခုနပြောလို့ဘာသာတရားအားလုံးကကောင်းတယ်အကုန်လုံးဘာသာတွေအားလုံးကကောင်းတယ်ကျွန်တော်ဘာသာတရားမကောင်းဘူးလို့ကျွန်တော်မပြောဘူးဖြစ်တယ်အဲ့တော့ဘာသာတရားအားလုံးကကောင်းပေမဲ့လူတွေကမကောင်းတဲ့အတွက်မကောင်းတာဖြစ်တယ်ဒါပေမဲ့မကောင်းတဲ့သူတယောက်ကိုယေရှုကကျွန်တော်ကိုကယ်ခဲ့တယ်အဲ့ဒါကကျွန်တော်ရဲ့ဘဝတက်တည်ခံချက်ဖြစ်တယ်ကျွန်တော်ဘဝအကြောင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်ယူရှင်းဆုံးလေးကျွန်တော်ပြောတာဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော် Heyman to 2.0M ဆိုတဲ့ဟာအခုတော့ပြတ်သွားပြီအဲ့ဒါကျွန်တော်မဟုတ်ဘူးကျွန်တော်အကောင့်ရဲ့user name ကဖတ်ကြည့်ရင်သိပါလိမ့်မယ် @heyman2official ဟိုအဲ့ရင်တော့ Heyman to 2.0ဆိုတဲ့ဟာကတော့blamer ဆိုပြီးတော့ user name လောက်ထားတယ်အဲ့ဒါကိုကျွန်တော်ကြည့်ခြင်းအဖြစ်ကျွန်တော်မဟုတ်ဘူးဆိုတာသိနိုင်မယ်ဒါပေမဲ့တော်တော်များများအထင်လွဲပြီးတော့မှကျွန်တော်လို့ထင်တာဖြစ်တယ်အဲ့တော့ဒါဒီအရာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်ပြပြပေးချင်တာဖြစ်ပါတယ်လို့ Okay ဆိုတော့ video လေးကတော့သုံးဖို့စလုံးပြီးသွားပြီเนาะဆိုတော့ဒီ video လေးတွေကို reaction မလုပ်ခင်မှာအရင်ဆုံးကျွန်တော်ကြည့်ရှုနေကြ viewer တွေစကားလေးခုပြောချင်ပါတယ်အဲ့ဒါချားတော့မဟုတ်ပြကျွန်တော်ဒီ video တွေကို reaction လုပ်တဲ့အခါမှာကျွန်တော်အနေနဲ့ကြီးရွယ်တာကရှင်းပြတာဖြစ်ပါတယ်တိုက်ခိုက်တာလည်းမဟုတ်ပါဘူးရှင်းပြတာဖြစ်ပါတယ်နောက်တစ်ခုကတုံကြီးကိုယ်ခွေ Christian ဘာသာဝင်တွေလည်းကျွန်တော်အနေနဲ့ respect အပြည့်အဝပေးပါတယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုချစ်ခင်အားပေးနေကြတဲ့ viewer တွေထဲမှာ Christian ဘာသာဝင်တွေများစွာရှိတယ်ဒီလိုပဲကျွန်တော်အပြင်မှာပေါင်းသိနေတဲ့တငယ်ချင်းတွေထဲမှာလည်းဒီလိုပဲ Christian ဘာသာဝင်တွေများစွာရှိတယ်အဲ့တော့သူတို့ရဲ့ယုံကြည်ကိုယ်ခွေမှုလည်းကျွန်တော်ဘယ်တော့အခါမှာစော်ကားပြောဆိုခဲ့ခြင်းလုံးဝမရှိပါဘူး။ဘာကြောင့်လဲဆိုတော့လေးစားမှုပေးပါတယ် respect ထားတယ်။သူတို့ကိုယ်တိုင်လည်းဒီတိုင်းပဲ။ကျွန်တော်တို့ကိုယ်ခွေတဲ့ဗုဒ္ဓဘာသာလုံးဝကိုတစ်ချက်လေးတောင်မှသူတို့ပြောတာဆိုတာအဲ့လိုမျိုးစော်ကားတဲ့အဖြစ်ကိုပြောဆိုလုံးဝမလုပ်ခဲ့ဘူး။
ဒါကအချင်းချင်းကျွန်တော်တို့အားလုံးမှာထားရှိရမယ် respect တွေရပဲเนาะကိုယုံကြည်တဲ့ဘာသာကိုလူတိုင်းကကြိုက်သလိုအမုန်းတင်လို့ရတယ်ကြိုက်သလိုအမုန်းတင်ခွင့်ရှိတယ်သို့တော့ကိုယုံကြည်ကိုးကွယ်တဲ့ဘာသာတစ်ခုကိုအမုန်းတင်တာနဲ့တခြားသောဘာသာတွေချပြီးတော့နေတဲ့စကားမျိုးပြောဆိုပိုင်လူတစ်ယောက်ကလုံးဝလုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့ဘာသာတရားတစ်ခုကိုကိုးကွယ်နေတာလူတစ်ယောက်တည်းမဟုတ်ဘာသာတရားတစ်ခုရဲ့နောက်မှာလူပေါင်းတန်းနဲ့ချီကိုးကွယ်နေကြတာအဲ့ထဲမှာပညာတတ်တွေရောကိုယ့်ထက်ပြောမယ်ဆိုရင်တဘာတွေရောဝါတွေရောပညာတွေရောများစွာကြီးမြတ်တဲ့သူတွေများစွာရှိတယ်ဒီပြောမယ်ဆိုရင်ဘာသာတရားတစ်ခုရဲ့နောက်ွယ်မှာအများကြီးရှိတယ်အဲ့အတွက်ကိုပြောချင်တိုင်းလက်လွတ်စပယ်ပြောပိုင်ခွင့်ကိုမှလုံးဝမရှိဘူးဆိုတော့လည်းနားလည်စီချင်ပါတယ်ဆိုတော့ပြီးရင် DBU နဲ့ပတ်သက်ပြီးစပြီးတော့ကျွန်တော် reaction လုပ်ရမယ်ဆိုရင် DB Rada ကတော့လက်ရှိအချိန်မှာပြောမယ်ဆိုရင်အခုလိုမျိုးရှေ့ကဗီဒီယိုတွေမှာသူ့အနေနဲ့ရုပ်ထုတွေကသူ့ကိုဘာမှအဖြစ်မပြီးခဲ့ဘူးဆိုပြီးတော့မှသူ့အနေနဲ့ပြောဆိုလိုက်တဲ့အချိန်မှာလူတွေကပြောမယ်ဆိုရင်အားလုံးလည်းသိကြမှာပါ line ပေါ်မှာတော်တော်လေးကိုခရက်ထသွားတယ်ဝိုင်းပြီးတော့သူ့ကိုပြောဆိုနေကြတယ်အဲ့ဒီအချိန်မှာတော့လွန်ခဲ့တဲ့တစ်ရက်လောက်မှာ DBU တက်လာတယ်သူပြန်လည်ပြီးတော့ရှင်းထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုရှင်းတဲ့နေရာမှာဒါကိုတင်တာ तू မဟုတ်ဘူးသို့တော့ကျွန်တော်တို့ပြောချင်နေတာကတင်တဲ့လူပြောချင်နေတာမဟုတ်တင်တာက तू လည်းဖြစ်ရင်ဖြစ်မယ်သို့မဟုတ် तू ပြောသလိုပဲတခြား तू လည်းဖြစ်ရင်ဖြစ်လိမ့်မယ်နော်ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲတင်ပြောခဲ့တာတော့ तू ပြောတာပဲ AI နဲ့ပြောနေတာလည်းမဟုတ်အဲ့ခါကျတော့ခုနက brother ရှင်းပြတဲ့ဥစ္စာလုံလောက်တဲ့ဖြည့်ရှင်းချက်မဟုတ်တာတော့အမှန်ပဲဘာကြောင့်လဲဆိုတော့ပြောခဲ့တာကိုယ်တိုင်ဖြစ်နေလို့ပဲဒီစကားတွေကိုကိုယ်တိုင်ကလေးလေးနက်နက်ကြီးကိုစင်ပေါ်မှာတက်ပြီးတော့နော်မိုက်ကြီးကိုကင်ပြီးတော့ပြောတာလူအများရှိမှာသူတွေကသူ့ကိုဘာမှအဖြစ်မပြီးခဲ့ဘူးသူတို့ကရောက်နေတဲ့အချိန်မှာယေရှုကသူ့ကယ်တင်ခဲ့တယ်ဆိုတော့သူပြောခဲ့တယ်ဆိုတော့သူ့ကိုကယ်တင်ခဲ့တာကျွန်တော်သဘောကျတယ်ဗျနော်ဘာကြောင့်သဘောကျလဲဆိုတော့သူဒုက္ခရောက်သွားမှာမဟုတ်လူတယောက်ဒုက္ခရောက်သွားရင်ကျွန်တော်အနေနဲ့စိတ်မကောင်းဖြစ်ရင်ဖြစ်မှာဒါပေမဲ့လူတယောက်အစင်ပြေသွားတယ်ဆိုရင်သူ့ဘာသူဘယ်သူပဲလာခဲ့ဗျယေရှုမှမဟုတ်ဘူးအဲ့လိုဘာသာလာခဲ့ရင်လည်းကျွန်တော်ကဂျင်းတတ်နေမှာဒါပေမဲ့ကိုကိုအကယ်ခံလိုက်ရတယ်ဆိုရင်ကိုမှဝမ်းသာပိုင်ခွင့်တော့ရှိတယ်သို့တော်လည်းပဲနေပြီးတော့စော်ကားတဲ့အပြောဆိုမျိုးပြောပိုင်ခွင့်တော့လုံးဝမရှိဘူးဗျပြောပိုင်ခွင့်တော့လုံးဝမရှိဘူးဘာကြောင့်လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်လေးလာအားထုတ်မှုချင်းလည်းမတူညီကြဘူးဒီအရာပေါ်မှာသင်ဘလောက်လေးလာတယ်နဲ့ဒီမိကုန်းကိုကျွန်တော်တို့ကစမှာဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာနဲ့ तू ကပြောမယ်ဆိုအစင်မပြေခဲ့ဘူးဆိုရင် तू ဘလောက်လေးလာခဲ့တယ်ကျွန်တော်တို့ဘက်ကပြန်မေးရမယ်အဲ့တော့သူ့အနေနဲ့အပေါ်ယံလေးလာမယ်ဆိုရင်တော့သူ့အနေနဲ့အပေါ်ယံပဲရမယ်ဒီဖြစ်အောင်လေးလေးနက်နက်ကျွန်တော်တို့လေးလာမယ်ဆိုရင်တော့လေလေးလေးနက်နက်အကျိုးခံစားခွင့်သူပြန်ရမှာပဲဖြစ်တယ်တူသောအကျိုးပဲပြီးတယ်ကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တာကံကြီးအကျိုးပဲနော်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်နော်ငါ့ကိုကိုးခွေတာနဲ့မင်းကောင်းတာဖြစ်မယ်လို့မဟောခဲ့ဘူးဘုရားကိုကိုးခွေတယ်ဆိုပြီးရုပ်တုကြီးရှေ့မှာထားမယ်ပုံတော်ကြီးရှေ့မှာထားမယ်ဇေဒီပတိုးရှေ့မှာသွားပြီးလုံကြီးချီနေမယ်သို့တော်လည်းပဲနောက်ွယ်မှာကျွန်တော်မကောင်းတာတွေလုပ်နေမယ်ဆိုရင်တော့ဘလောက်ပဲပုံတော်ရှိမှလှုပ်ချီစိတ်ကမမှန်တဲ့အတွက်မဖြူတဲ့အတွက်ပြောရမယ်ဆိုကိုယ့်ရင်ထဲမှာကိန်းအောင်နေတဲ့အရာမမှန်တဲ့အတွက်အဲ့ဒီ reset ကကောင်းတဲ့ reset ရစရာအကြောင်းမရှိဘူးလိန်ညာနေတာကိုလူတယောက်ကလိန်ညာနေတာဖြစ်တဲ့အတွက်ကိုလိန်တာအဆိုးဆုံးပဲကျွန်တော်တို့ဘာသာမှာတော့ကိုလုံးမကိုရတာကိုမလှုပ်ဖဲနဲ့တော့အလကဘာမှမရဘူးနော်ဟိုဒုက္ခရောက်မှဖျားထထနေလို့မရဘူးအဲ့ဒီလိုဒုက္ခမရောက်ခင်စဉ်တွေကတင်ပါလှုပ်ခဲ့တယ်လေဆိုတော့မိကုန်းကပဲနောက်ဆုံးမှာ final မှာအဖြေပြန်ဖြစ်မှာနော်ကျွန်တော်တို့ဆောင်းဝဲများဖြည့်သလိုပေါ့ဗျာအဲ့လားကျွန်တော်တို့10တန်းဆောင်းဝဲဖြည့်တယ်စာမကြက်ခဲ့ပဲနဲ့10တန်းဆောင်းဝဲရောက်တော့မှပိုဖျားကိုကယ်ပေါင်းဒီဖျားကိုကယ်ပေါင်းကျွန်တော်တို့သွားလုပ်လို့ရလားဆောင်းဝဲကြီးအောင်သွားအောင်လားဆောင်းဝဲကန်းထဲကိုဝင်လာပြီးတော့မှမင်းကိုဆောင်းဝဲအောင်ကလုပ်ပေးပါမယ်ဆိုပြီးဖြည့်ပေးသွားရောလားမဖြစ်နိုင်ဘူးလေဗျာစာမကြက်ဖဲနဲ့ဆောင်းဝဲအောင်စရာဘာအကြောင်းမှမရှိဘူးနော်ကျွန်တော်ဓမ္မဒိဋ္ဌံကြပဲကျွန်တော်ပြောတာနော်ကျွန်တော်ဘသူ့ဘက်မှလိုက်ပြီးတော့ကျွန်တော်ပြောနေရလည်းမဟုတ်ဘယ်အရာမှစော်ကားပြီးပြောဆိုနေရလည်းမဟုတ်ဘူးကျွန်တော်အရှိကိုအရှိတိုင်းအမှန်တရားအတိုင်းပဲအားလုံးမြင်စေချင်တာပါကျွန်တော်တို့ကတကယ်လုံးမှတကယ်ရတာအဲ့လိုတကယ်လုံးတဲ့အခါမှာဘာသာတိုင်းကသူ့ဟာနဲ့သူအာနိသင်ရှိချမှာပဲအဲ့ဒါကိုလည်းကျွန်တော်လက်ခံတယ်နားလဲတယ်နော်ကျွန်တော်တို့ဘာသာလည်းဒီတိုင်းပဲပြီးတော့သူပြောခဲ့တဲ့ရုပ်ထုတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နည်းနည်းလေးပြောချင်တာရှိတယ်ဗျအဲ့ဒီရုပ်ထုကိစ္စကလည်းနော်တချို့တွေအဲ့လိုမျိုးတွေလာပြီးတော့စော်ကားနေကြတာရှိတယ်အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးချင်တာအဲ့တော့အဲ့ဒီကိစ္စကိုပြောမယ်ဆိုရင်တော့ကျွန်တော်ဗုဒ္ဓဘာသာဝင်တွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားပြိဋိနိဗ္ဗာန်မဆန်ခင်ကာလမှာသူ့ရဲ့ညီတော်အရင်ဖြစ်တဲ့ညီတော်အာနန္ဒာကမိခွန်းလေးတစ်ခုမိခဲ့တယ်အဲ့ဘာလဲဆိုတော့ရှင်ဘုရားမရှိတော့တဲ့နှောင်းပိုင်းကာလတွေမှာကျွန်တော်တို့ကဘယ်အရာကိုကိုးခွင့်ရမလဲဆိုပြီးတော့မေးခဲ့ပူတာရှိတယ်အဲ့ကမှာဗုဒ္ဓမြတ်စွာဘုရားဘာဟောကြားခဲ့တယ်လဲဆိုတော့သူမရှိတော့သည့်တိုင်အောင်သူ့ရဲ့ဓာတ်တော်မွေတော်တွေကိုယုံကြည်စွာနဲ့ဥက္ကဋ္ဌနေမယ်ဆိုရင်လေဒီအကျိုးအာနိသင်တွေကိုသူရှိနေသလိုပဲခံစားရပါတယ်ဆိုပြီးတော့ဟောကြားပေးခဲ့ပူတယ်အဲ့လိုဟောကြားတဲ့အတွက်တချို့တွေကမေးကောင်းမေးနိုင်တယ်နော်ဒီလိုမျိုးလူတွေကယုံကြည်ကိုးခွင့်သူ
သူ့အတွက်အကျိုးကျေးဇူးတွေရမှာလားဆိုတော့တကယ်တည်းတော့မရဘူးဗျတကယ်တည်းတော့ဗုဒ္ဓမြတ်စွာဘုရားကနော်ပြိဋိဘံစံပြီးသွားပြီကျွန်တော်တို့ကဘလောက်ပဲလူတန်းနဲ့ချီဘီလီယံနဲ့ချီထိုင်ပြီးတော့ရှခိုးပြီးတော့ကြော့နေကျွန်တော်တို့ရဲ့ကြော့တဲ့အရာကိုဗုဒ္ဓမြတ်စွာဘုရားခံစားရမှာမဟုတ်ဘယ်သူကရမလဲဆိုတော့ကျွန်တော်တို့ပဲရမှာကျွန်တော်တို့ပဲရမှာနော်အဲ့ဒါကိုလေဗုဒ္ဓမြတ်စွာဘုရားဟောကြားပေးခဲ့ပြီးသားစောတဲ့ကအဲ့တော့အဲ့ဒါကိုပို့ပြီးတော့ရှင်းလင်းအောင်ကျွန်တော်ဗာနဲ့ဥပမာပေးရမလဲဆိုရင်ကျွန်တော်မီးနဲ့ပဲဥပမာပေးမယ်နော်မီးနဲ့ဥပမာပေးကျွန်တော်တို့ငယ်စဉ်ကလေးဘဝတော့မှဆိုအားလုံးသိကြတဲ့အတိုင်းပဲမီးချစ်ဆန်နဲ့ကျွန်တော်တို့မီးချစ်ဘူးလေးအားလုံးသိကြမယ်သုံးကြဘူးမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အဲ့ဒီမီးချစ်ဆန်လေးနဲ့ကျွန်တော်မီးချစ်ဘူးချစ်လိုက်တဲ့ခါမှာမီးကထတောက်ဟုတ်တယ်နော်အဲ့လိုမချစ်ခင်ကာလမှာဒီမီးကဘယ်မှာရှိနေမှကျွန်တော်မသိဘူးသို့တော်လည်းပဲဒီလိုချစ်လိုက်ပြီဆိုရင်တော့မီးကထပွင့်တယ်နော်ပြီးရင်ကျွန်တော်တို့အသုံးပြုပြီးသွားပြီဆိုရင်အဲ့ဒီမီးကကျွန်တော်တို့မှုတ်လိုက်တယ်ဆိုရင်ပျောက်သွားတယ်အဲ့တော့အဲ့ဒီမီးကဘေးကနေလာပြီးဘေးကိုပြန်သွားလဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးเนาะသို့တော်လည်းပဲဒီမီးချစ်ဘူးနဲ့မီးချစ်ဆန်ရှိနေသေးတော့ကျွန်တော်ပြီးရမယ်ဆိုတော့ကျွန်တော်တို့စိတ်ထဲမှာယုံကြည်တယ်မဟုတ်ဘူးလားယုံကြည်တဲ့အတိုင်းပဲဒီလိုချစ်လိုက်ရင်ရောမဖြစ်ဘူးလားအဲ့လိုချစ်ဖို့တော့ကျွန်တော်အားမလိုဘူးလားအားတော့စိုက်ရတယ်အားမစိုက်ဘဲနဲ့ကျွန်တော်တို့ကဒီဘူးနဲ့ကျွန်တော်ဒီမီးချစ်ဆန်ကိုဘေးမှာချထားရုံနဲ့တော့တေးကြမီးထားမတောက်ဘူးဗျာမီးရတောက်ပါဆိုပြီးတော့ကျွန်တော်တို့ခေါ်နေလဲလာပြီးတော့မီးကလာပြီးချစ်ပေးမှာမဟုတ်မီးတောက်အောင်တော့ဘယ်သူမှချစ်ပေးမှာမဟုတ်အဲ့ဒါအရှိတယ်အမှန်တရားကိုကျွန်တော်ပြောပြတာကျွန်တော်ပြန်ဆက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရုပ်ပွားတော်တွေကိုးကွယ်တယ်ဒီတော်တွေကိုးကွယ်တယ်ဆိုတာကလည်းကျွန်တော်ခုနကပြောခဲ့သလိုပဲမိကြီးဆန်နဲ့မိကြီးနဲ့အတူတူပဲအဲ့ဒီဥပမာနဲ့အတူတူပဲနော်ဗုဒ္ဓမြတ်စွာဘုရားကတော့သူ့အတွက်ဘာမှရစရာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကကိုးကွယ်တဲ့အတွက်ကျွန်တော်တို့ကတော့ရမှာပဲကျွန်တော်တို့ရဲ့ယုံကြည်ကိုးကွယ်မှုအားကောင်းလေလေအဲ့ဒီအားကောင်းမှုပုံမူတည်ပြီးတော့များများရလေပဲရတာတော့မှကျွန်တော်တို့ကလက်ရှိကာလမှာပဲရတာမဟုတ်နောက်ဘဝအတွက်လည်းကျွန်တော်တို့ထက်ရအောင်ပါနောက်ထပ်ပြောချင်တာကတော့ဗာလဲဆိုတော့ value ပေါ့ကျွန်တော်တို့တန်ဖိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နားလည်ဖို့လည်းလိုအပ်ပါမယ်ဘာသာတရားတစ်ခုမှာကျွန်တော်တို့ကပြောမယ်ဆိုတန်ဖိုးမဲတဲ့သူတွေက lead လုပ်ပြီးတော့ leader တယောက်နေရာမှာကျွန်တော်တို့ကရှိပြီးတော့မှပြောမယ်ဆိုရင်အဲ့ဒီဘာသာတရားတစ်ပြေးပြေးနဲ့တန်ဖိုးကြတတ်ပါတယ်ဒါတော့အားလုံးလည်းနားလည်လက်ခံမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုတော့လူအများရဲ့ရှေ့မှာ leader တယောက်အနေနဲ့ခေါင်းဆောင်တယောက်အနေနဲ့ဥဆောင်သူတယောက်အနေနဲ့ကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုမှန်ကန်နေဖို့လည်းလိုပါတယ်မှန်ကန်ပြောဆိုဖို့လည်းလိုပါတယ်မှန်ကန်ဥဆောင်ဖို့လည်းလိုပါတယ်အဲ့ဒါမှသာလင်အဲ့ဒီနောက်ကရှိနေတဲ့အရာဝတ္ထုတွေတန်ဖိုးမြင့်တက်လာမှာဖြစ်တယ်။ဘာနဲ့အလားတန်တူလဲဆိုတော့တိုင်းပြည်တစ်ပြည်ကိုကျွန်တော်တို့ကြည့်လိုက်။အဲ့ဒီတိုင်းပြည်တစ်ပြည်ဥဆောင်တဲ့သူကညံသေးပြေးသွားတယ်။သူကပြောမယ်စိတ်ထားမြင့်တယ်ဆိုရင်အဲ့ဒီတိုင်းပြည်ကဖြည်းဖြည်းနဲ့တိုးတက်လာမှာဖြစ်တယ်။နော်တိုးတက်လာမှာဖြစ်တယ်။ဥဆောင်တဲ့သူတွေအရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တာ။နော်အဲ့လိုပဲဘာသာတရားတစ်ခုလည်းဒီတိုင်းပဲ။ဒီဘာသာတရားတစ်ခုကိုကျွန်တော်တို့ကဥဆောင်နေတဲ့သူတွေကပြောမယ်ဆိုလမ်းပြနေတဲ့သူတွေကမှန်ကန်လမ်းပြဖို့လိုတယ်။မှန်ကန်ရှင်းပြဖို့လိုတယ်လူတွေကိုကျွန်တော်တို့က message ပေးတဲ့အခါကျရင်အဲ့ဒီလူကိုယ်တိုင်ကပြောမယ်ဆိုတခြားဘာသာတွေကိုပုတ်ခတ်စော်ကားပြီးတော့မှကိုယ့်ဘာသာကိုပဲကောင်းတာတွေပြောနေမယ်ဆိုရင်အောက်ကထိုင်ကြည့်နေရတဲ့ပိသက်အနေနဲ့ကျွန်တော်ပြန်မြင်ကြည့်လိုက်ပေါ့ဘာဖြစ်နေမလဲစဉ်းစားကြည့်ကျွန်တော်တို့စင်မော်တက်ပြီးမိုက်ကင်ပြီးတော့ကျွန်တော်တို့အတင်းပြောနေတာလည်းမတူနေဘူးလားနော်အဲ့လိုအတင်းပြောနေတဲ့လူကကျွန်တော်တို့ရဲ့လူပတ်ဝန်းကျင်မှာကျွန်တော်ဘယ်လိုမြင်ကြလဲကောင်းတဲ့လူလို့မြင်လားသို့မဟုတ်သူများရဲ့အတင်းကိုပြောနေကျွန်တော်မကောင်းတဲ့သူလို့မြင်လားကျွန်တော်စဉ်းစားကြည့်ကျွန်တော်တို့ယုံကြည်ပါတယ်ကျွန်တော်တို့အားထားပါတယ်ကျွန်တော်လေးစားပါတယ်ဆိုတော့လူပုဂ္ဂိုလ်တွေကစင်မော်မှာမိုက်ကြီးကင်ပြီးတော့မှတခြားဘာသာဝင်တွေမကောင်းကြောင်းတွေကိုပြောနေမယ်ဆိုရင်အောက်မှာထိုင်ပြီးတော့နားထောင်နေကြတဲ့လူတွေအနေနဲ့ရောဘလို့စိတ်နဲ့သူတို့မြင်မလဲစဉ်းစားကြည့်ပါတော့ကျွန်တော်အတွေးခေါ်ပြောမယ်ဆိုမှန်ကန်ကျွန်တော်တို့မြင်တတ်ဖို့လိုတယ်ကျွန်တော်ခုနပေးချင်တဲ့ message ကဘယ်လိုပဲဘယ်ဘာသာတရားမှဆိုဥဆောင်နေတဲ့သူလမ်းပြနေတဲ့သူတွေကတန်ဖိုးရှိတဲ့လူတွေဖြစ်ဖို့လိုတယ်အဲ့ဒါမှလည်းအဲ့ဒီဘာသာတရားကပို့ပြီးတော့လေးနက်ပြီးတော့ပို့ပြီးတော့တန်ဖိုးတက်လာမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဥဆောင်တဲ့သူတွေကပောက်ကရက်တွေလုံမယ်ပောက်ကရက်တွေပြောနေမယ်ဆိုရင်အဲ့ဒီတန်ဖိုးကတဖြည်းဖြည်းနဲ့ကျသွားမှာဖြစ်တယ်ဘလို့ကျသွားမလဲဆိုတော့သူတို့ဘာသာကြီးကဒီလိုမျိုးသူများဘာသာကိုလိုက်ပြီးတော့ပုတ်ခတ်နေတာပါကွာဆိုရင်နေထိုင်နေကိုယ့်ရဲ့ဘာသာတရားလည်းဘာပဲဖြစ်ဖြစ်အနေနဲ့အများတော့ဂုဏ်သိက္ခာမကြဆင်းဘူးလားဒါကျွန်တော်တို့အုံနောက်ရှိတဲ့လူတွေ educate person ဖြစ်တဲ့လူတွေကနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျ။ Okay ဆိုတော့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်။ဒါကျွန်တော်ပြောသင့်ပြောတိုက်တဲ့ဟာတွေကျွန်တော်ပြောတော့ဖြစ်ပါတယ်။ဘယ်သူ့ကိုမှလည်းကျွန်တော်ထိခိုက်နစ်နာစေချင်လို့ကျွန်တော်ပြောတာမဟုတ်ဘူး။ကျွန်တော်ရဲ့ဘာသာတရားတစ်ခုကိုစော်ကားတဲ့အပြောဆိုပြီးပြောတဲ့အတွက်ကျွန်တော်အနေနဲ့ဘာလို့ဘာသာဝင်တယောက်ဖြစ်တဲ့အနေနဲ့ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ရှင်းပြတဲ့နေပြန်လည်ပြီးတော့တုံ့ပြန်ပြောဆိုထင်တဲ့အတွက်ကြောင့်လည်းဒီဗီဒီယိုလေးကိုဖန်တီးလိုက်ခြင်းလည်းဖြစ်ပါတယ်။တော့ရှေ့မှာပြောထားခဲ့သလိုပဲကျွန်တော်ပြောတာကခရစ်ယာန်ဘာသာဝင်တိုင်းကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တို့ဘာသာကိုလာပြီးစော်ကားတဲ့သူကိုပဲကျွန်တော်ပြန်လည်ပြီးတော့ရှင်းပြတော့ဖြစ်ပါတယ်
ဒါကိုလည်းတဲတဲကွယ်ကွယ်နားလည်ကြဖို့ပဲကျွန်တော်နေနောက်ဆုံးနေနဲ့ထပ်မံပြီးတော့အသိပေးချင်ပါတယ်။ Okay ဆိုတော့ဗီဒီယိုလေးတော့ဒီလောက်ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတာရှိခုမှရေးသားခဲ့ကြပါကျွန်တော်ဒီစနေများကြည့်ရှုအားပေးနေကြပြီးတော့ဒုတိယချင်းချင်းလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ။ See you next video